တွေ့ရတယ်ဗျအဲ့ဒီဗီဒီယိုမကြည့်ရသေးရင်အရင်ဆုံးတော့ပြီးခဲ့တဲ့ episode မှာဆိုတော့ live fruit ကိုစားခဲ့ပါတယ် live fruit က element တော်တော်လေးပေါ်ဘူးရတယ်ဗျအဲ့ဒီဗီဒီယိုမကြည့်ရရင်တိုင်ပါ reflection တော်ကြီးလန်းနေဗျအခုတော့တော့ဖြစ်သွားပြီဆိုတော့ magma ကျွန်းကိုသွားမှဖြစ်ပါတယ်သွားလိုက်စီးရလို့အခုလိုမျိုး live line နဲ့သွားလို့ရတယ် live fruit တော်တော်မိုက် okay ကျွန်တော်တို့အခုကတော့ magma ကျွန်းကိုတော့ရောက်လာပြီဟိုလုံးဝမီးတောင်ကြီးတစ်ခုနဲ့တူတယ်အားရဟိုက really မလားဟာနေပါဦးဟာဒီကောင်ကြီးကဘယ်လိုဖြစ်နေအောင်ကျွန်တော်ဆိုးနေတာဒီကောင်ကြီးစုံလာပြီရအောင်မင်းတို့ဒီဆရာကြီးရှိကငါဝယ်ပြီးသွားပြီနော်ဒီ air jam တို့ ura တို့ဟုတ်တယ်မလားဟုတ်တယ် you already know this ability တဲ့မင်းမဟုတ်သေးဘူးနော်ဒီကောင်တော်တော်ဆိုးနေတာကဲ magma ကျွန်းရောက်လာပြီဆိုတော့အရင်ဆုံး quest ယူရမယ် okay ဒီမှာဆိုရင်တော့ mill soldier mill spy magma admiral ဆိုရရှိရပါတော့ဒီကောင်ကဘာလို့ line ကြနေလားတက်ပေးအောင်မယ် line ကြနေရဆိုရင် reflection kit အိုးဟဲ့ငါအိုဆုပ်ရဲ့အုတ်ထုတ်ရသွားတယ်တဲ့ဟုတ်တယ်ကွာဒီမှာအိုဆုပ်ရဲ့အုတ်ထုတ်ငါနဲ့တော့သိမလိုက်ဘူးဘာလို့လဲဆိုတော့ငါရဲ့သပင်ကရှုပ်ပွားနေရဆိုတော့ oh my god တော်ကြည့်ရဆိုးတယ်ခုကတော့ military soldier berry ကိုပြင်ရမယ်ဒီမှာ magma ore ဆိုပြီးတော့ရတယ်ဒါတွေကလည်းဒီဓာတ်တွေဘာတွေကို update တင်ဖို့အတွက် item တွေဘာဖြစ်မယ်ပေါ့နော်အခုက live fruit mystery level 100ဖြစ်သွားပြီပဲပြောရင်ဆိုရင်100တက်တောင်ဖြစ်သွားပြီအော်ဒီကောင်ငါ့ကိုမီးနဲ့လိုက်ပြနေဘယ်သူတော့စောတာဒီကောင် line ကြနေတော့ငါ PVP ချလိုက်လို့ငါ့ကိုမကျေနပ်တာလားမသိဘူး level တက်တာမြောင်တပည့်ကုတ်လိုက် okay ထည့်ပြီးပါပြီဟိုအဲ့မှာရက်ပြီးတော့ဘာလုပ်နေရတော့ကွာငါလာပြီ reflection kit လုံးဝအဝေးပဲကွာတော်တော်ကြီး powerful ဖြစ်တယ်level 100ရှိဖြစ်သွားပြီအောက်ကဥစ္စာပြေးဖို့အတွက် level 2ခုပဲလိုတော့လာပြီငါလာပြီ live flight လည်းလာပြီlive flight အဲ့လိုလဲရတာပဲlevel တက်ပြီကွာ mystery လဲ130ဖြစ်သွားပြီ sky beam ကဘာလဲမသိဘူးအိုးဘောနဲ့အလေးလေးကြလာတာ oh my god ဒါတော်တော်လေးလန်းနေဟာအဲ့ဒါလေတော်တော်လေးလန်းနေ live fruit တော်တော်မိုက်တယ်ကဲအားလုံးပဲ good night ဗျာဒီနေ့ကညတနာရီခွဲတောင်ဖြစ်နေပြီဗျနောက်မှတွေ့မယ် the next day ကဲမနေ့ကကျွန်တော်တို့ record လုပ်တာအရင်နောက်ကျသွားတဲ့အတွက်တရက် break လိုက်တယ်ပေါ့နော်အခုကတော့ကျွန်တော်နည်းနည်းလေး fan တဲ့အတွက် level 131ကျွန်တော်ရဲ့ level ကကျတော့331ရောက်သွားပါတယ်နောက်ပြီးတော့ကျွန်တော်ရဲ့ design ကလာအနေထားဘာညာလဲချိန်ထားတယ်ပေါ့နော်အခုကကျွန်တော်တို့ underwater city ပေါ့နော် fishman island လို့ပြောရမလားအဲ့ဒီငါးလူသားကျွန်းရှိတဲ့နေရာမှာကျွန်တော်တို့ fighting style edit တော့ဝင်ပါပါဒီရောက်ဝင်သွားရင်တော့ရောက်ပြီပေါ့နော်နေရောငါဘယ်လိုဝင်ရမှာလဲ what the hell ဟိုကောင်ဝင်သွားငါဝင်လို့မရဘူးဝင်သွားပြီ okay ဝင်သွားပြီဒီမှာ water consulting ချာတဲ့ jimbe ဒီကောင်းရှိရ fishman ကအသေးတင်မှာဖြစ်ပါတယ်ပတ်စံမလားဟာကွာပတ်စံ1000လိုနေတယ်မေးလက်ပြအဲ့ဒါနဲ့ကျွန်တော်တို့လည်း magma village ကိုပြန်ပြီးတော့လာတယ်ပေါ့နော်ဒါ magma village ဟုတ်တယ် magma village magma island magma နည်းနည်း quest ယူရမယ် okay ဘေးနားမှာကိုလိုတူလိုလာ fan နေသူရှိရဲကွာနည်းနည်းတော့ခေါ်ကြတယ်ကွာဘာလို့လဲဆိုတော့ကိုဟာတွေလာလူးနေ coin တက်အောင်မယ်ခုကတော့ military spy တွေကိုပြင်ရမယ်ပေါ့နော်သူက level 325မှာပြင်လို့ရတယ်ကျွန်တော်ကတော့ level 331ဆိုတော့ရပြီဒီကောင်လေးကဒီ magma short ရီတောင်ကြီးရဲ့ဒီဘက်မှာရှိတယ်ဟိုမှာခေါင်းနီလေးနဲ့မေဘေးလေးအဲ့မေဘေးလေးရကျန်းတယ်တွေ့ရဒီချက်ခုတ်လိုက်တော်တော်ရော့တယ်ဟာဒါပေမဲ့ကျွန်တော်ပူကျန်းတယ်ဒီမှာကြည့်ရအပိုမပြောအမှန်ကန်ပဲခုတ်ပါနော်ခုကတော့ခုတ်ခံနေရဒီမှာလာပြီရောအမ sky beam ကွာဟာတော်လေးလန်းတယ်ကွာအပေါ်ကနေပြီးတော့ဒီအလင်းမိုးရွာဒီကန်လောက်တော့မယ်နောက်ပြီးတော့ live fruit ဒီမှာလာပြီရောအမ sky beam ကွာဟာတော်လေးလန်းတယ်ကွာအပေါ်ကနေပြီးတော့ဒီအလင်းမိုးရွာချ quest တော့ပြီးသွားပြီနောက်တစ်ခါထပ်ပြီးတော့သွားယူရအောင်မယ်ဒီကောင်းတွေကိုချရတာတော်တော်ကြာတာပဲကွာအဲ့ဒါနဲ့ကျွန်တော် level တက်ဖို့အတွက် fan ရတာတော်တော်ကြီးကိုကြာသွားပါတယ် okay level တက်ပြီကဲကျွန်တော် level 150ရောက်သွားပြီဆိုတော့ magma admiral ကိုတက်တော့မှာဖြစ်ပါတယ်သူက level 350ဆိုရင်ရပါပြီဒီကောင်ကဒီ short ရီမီးတောင်ကြီးထဲမှာရှိတာဒီမှာကောင်းလေးနောက်လေပြီးတော့ဘာလုပ်နေရတော့
ဒီမှာမင်းဆရာကြီးလာပြီကွာမင်းဆရာကြီးရဲ့ကန်ချက်တစ်ပုတ်ကိုခံစားလိုက်အောင်ပြီးရတယ်ပြေးပြီးတော့ရောအမလိုက်ရေးအော်ဒီကောင်နဲ့ရှင်ခုတ်ဖို့ဆိုတော့မဖြစ်နိုင်ဘူးကွာဒီကောင်ကျန်းတယ်ဒီကောင်ကျန်းတယ်ရောအမ barrier of light ထိတာမသိဘူးကွာပြစ်တော့ပြစ်လိုက်တာပဲ okay ပြေးတာရဟိုကိုတော့မရှိတော့ဘူးရောအမဟာရောမထိလိုက်ဘူးလားလိုက်ရေးကတော့တခြားထိပါတယ်လိုက်ရေးကတော်တော်လေးမိုက်တယ်အိုးတော်သေးရဲ့ဘယ်သူဝင်လာတော့မသိဘူးဩငါနဲ့ပါလာတဲ့သူပဲကိစ္စမရှိဘူး what the fuck ကစာရိုက်နေတယ်တေတော့ okay ကောင်းလေးတေတော့မှာ very of light မတေဘူးလားမတေသေးဘူးကတော်တော်ဖြစ်နေတာ okay နောက်ဆုံးတော့ show သွားပြီနောက်ပြီးတော့ကျွန်တော်တို့ level တက်ဖို့အတွက် server တစ်ခုပြောင်းပြီးတော့ Magma Admiral ကိုတက်ခဲ့ပါတယ်ခုကတော့ကျွန်တော်တို့တခြား server ပြောင်းနေပါတယ်တော်သေးရပါဒီ server မှာ boss ရှိသေးလို့ကျွန်တော်တို့အဲ့လိုပုံစံမျိုးနဲ့ပဲ boss တွေကိုအနိုင်ယူခဲ့ပါတယ်နောက်ပြီးတော့ကျွန်တော်နဲ့အတူဆော့ရတဲ့သူကကျွန်တော်ကိုလမ်းပြပြီးတော့ဒီလှုပ်ဝက်နေရတဲ့နေရာကိုခေါ်သွားရပါတော့သူဝင်သွားတဲ့နေရာကိုကျွန်တော်လိုက်သွား oh my god အဲမှာအယိုးကြောက်စကောင်ရှိနေဗျဒီကောင်က living skeleton နဲ့သူကကျွန်တော်ဓားရောက်တာပေါ့နော် soul king ဆိုတဲ့ဓားရောက်တာဒါတော့ one piece တဲမှာဆိုရင်ဟိုကကင်ခဲ့တဲ့ဓားဖြစ်မယ် brook ကင်တဲ့ဓားဖြစ်မယ်ဒါပေမဲ့ကျွန်တော်က swap user မဟုတ်တာဆိုတော့မဝယ်လိုက်ပါဘူးကဲအခုဆိုရင် magma admiral တက်ပြီးတော့ကျွန်တော်ရဲ့ level က389ရောက်သွားပါတယ်အဲ့ဒီအပြင်ကျွန်တော်နောက်ထပ်ကျွန်းတစ်ခုသွားတော့မယ်ပေါ့နော်ကျွန်တော် stat လေးတင်လိုက်အောင်မယ်နောက်ထပ်ကျွန်းကတော့ underwater city ဖြစ်ပါတယ် 1P ရဲမှာဆိုရင်တော့9လူသားကျွန်းဖြစ်ပါတယ်ကဲအခုကျွန်တော်တို့အဲ့ကိုသွားကြမယ်Let's go အားရတော့အပေါက်ကြီးရဲ့ဝင်သွားမှာကွာတော့ရေဝဲတခုရှိအဲ့ရေဝဲရဲ့ဝင်သွားပါဒီမှာဆိုရင်တော့ကျွန်တော် set home point ကိုဒီမှာပဲထားလိုက်ပဲဗျာ teleport home လုပ်တဲ့အခါမှာဒီနားပေါ်လို့ဘာလို့လဲဆိုတော့ကျွန်တော်ဒီလမ်းကိုတိတ်မမှတ်မိဘူးဗျ Okay ကျွန်တော်တို့အခုဆိုရင်တော့ရေအောက်ထဲကိုရောက်နေပါတယ်ရေအောက်နန်းတော်ကြီးပေါ့နော်ကဲရောက်ပြီဆိုတော့လည်းကျွန်တော်တို့ချက်ချင်းဆိုသလိုfighting style အစ်စ်တော့ဝဲပဲအနေနဲ့ဒီထဲကဝင်ရမှာလားငါဒီထဲဝင်တိုင်းအမြဲတိုင်ပတ်တယ်ကွာဘယ်လိုဝင်ရမှာတော့ဟာရောအော်ဒီတော့ဝင်ရတာ okay ပါဒီမှာကျွန်တော်တို့ဒီကားတော့ဝယ်လို့ရပါပြီဘာလို့လဲဆိုကျွန်တော်ကပတ်စံ9,300,000ရှိရဗျာသူက9,000 ခွဲဆိုတော့9,000,000 ခွဲလို့ပြော okay water kung fu တင်ပြီးသွားပြီဒါကတော့ fishman ကလာဒီ water kung fu ဖြစ်ပါတယ်style ကတော့မိုက်တွေကထိုးလိုက်တဲ့အခါမှာရေအဖက်လေးထွက်လာတယ်တကယ်မိုက်တွေ okay အဲ့တော့ဒီနေ့ရဲ့ video ဒီလောက်ပါပဲနောက်တဲ့ episode တွေကိုလည်းကျွန်တော်အမြန်ဆုံးတင်နိုင်အောင်ကြိုးစားပါမယ်နောက်တဲ့ video မှာပဲကျွန်တော်ပြန်တွေ့ကြတာပေါ့မိုက်T-Rex ကပြောရင်ကျွန်တော် permanent T-Rex ဝယ်ထားတာကိုကျွန်တော်ရဲ့ video ကြည့်ရတဲ့သူတွေသိမှာပါမသိရင်လည်းဒီ video အရင်ဆုံးကြည့်လိုက်ပါလက်ရှိကျွန်တော်ရဲ့ T-Rex level က261ဆိုတော့အကောင်ကြီးပြောင်းဖို့အတွက်39တောင်လိုပါလေးရဲ့ခဲအဲ့ဒါကိုကျွန်တော် level ဖမ်းရမယ်ဗျာအခုကတော့ quest လောက်တာပါပဲ mercenary 8ကောင်ပြင်ရမယ်ပေါ့နော်ဒီ mercenary တွေကဒီမှာပြထားတဲ့ဟိုဘယ်လိုပြောရမလဲsecond daily မှာနေရဗျာဒီကောင်နေရင်နောက်ကနေ damage ပေးလို့ရတာအော်ရတယ်ကွာတော်တော်မိုက်T-Rex ကပြောရင် M1 နဲ့တန်ပါတယ် M1 နဲ့ခုတ်တာနဲ့တော်တော်လေးကိုအရသာရှိရဗျာကျွန်တော်က reptilian scale ဆိုရဲဥစ္စာတစ်ခုပဲလို့တော့အဲ့ဒါတော့ level 300မှရမှာပါကျွန်တော်ထင်တော့အဲ့ဒါ dinosaur ကြီးပြောင်းသွားတဲ့ဟာပဲဖြစ်မယ် machinery နဲ့ကောင်ပဲကြံတော့ let's go အဲ့ဟိုမှာအစုလိုက်ပြုံးလာကြီးဘမ်ဟိုစော်ရမိုက်တယ်ကွာကဲအခုဆိုရင်ကျွန်တော်ရဲ့ level က945ရောက်သွားပြီပေါ့နော်ကျွန်တော်ရှိသမျှ stat တွေကိုတော့ကျွန်တော်မီလီကိုတင်ပါပါ